တွေ့လွတ်သွားသောကျေတပွင့်Star Entertainment နဲ့အရေးတယူချစ် channel ကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီ season လေးရာဆိုရင်ပရိသတ်များအလုံးချစ်ခင်ရတဲ့ကိုရှိုင်းမြအောင်ရဲ့အမှတ်တရစကားဝိုင်း season လေးပဲဖြစ်ပါရဲ့ရှင်။ပရိသတ်များအားလုံးပဲသိကြတဲ့အတိုင်းကိုရှိုင်းမြအောင်ဟာဆိုရင်သူချစ်ရတဲ့ပရိသတ်သူချစ်ရတဲ့လူပညာကိုခွဲခွာသွားတာဒီနေ့နဲ့ဆိုရင်တလားတိတိပြီးခဲ့ပြီပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့သူနဲ့အတူလက်တွဲလုပ်ကိုင်ခဲ့တဲ့အမှုပညာမောင်နှမများကကိုရှိုင်းမြအောင်ရဲ့အမှတ်တရအကြောင်းလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကျမနဲ့ပရိသတ်ကြီးတို့ကပြန်မရနိုင်တော့တဲ့ခြေလေးတစ်ပွင့်ကိုအတူတူလွှမ်းဆွတ်စွာနဲ့နှုတ်ဆက်လိုက်ရအောင်လားရှင်။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပြုလုပ်တဲ့စကားဝိုင်းလေးကတော့ကျွန်တော်တို့ပြီးခဲ့တဲ့17လပိုင်း28ရက်နေ့ကမမျှော်လင့်မဲနဲ့ကျွန်တော်တို့ကိုခွဲခွာသွားတဲ့ကျွန်တော်တို့ရဲ့ချစ်ခင်လေးသားတမှုထားရတဲ့ကျွန်တော်တို့ရဲ့တငယ်ချင်းကိုရှိုင်းမြအောင်ခေါ်ကိုထင်လျောင်းနဲ့ပတ်သက်တဲ့အမှတ်တရစကားဝိုင်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့စကားဝိုင်းလေးကိုလာပြီးတော့ပူပေါင်းပါဝင်ပေးတဲ့တယောက်ချင်းဒီတိုင်းကိုအရင်ဆုံးကျေးဇူးတင်ပါတယ်ဆိုတာလေးပြောချင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုထင်လင်းအောင်လို့ပြောရင်တော့ကျွန်တော်တို့အတူပညာကော်မတီတင်မကဘူးမျက်မြင်အတိုင်းဝါးနေအားလုံးထဲမှာကိုထင်လင်းအောင်ဆိုရင်မတီးတဲ့သူလည်းမရှိဘူးပေါ့နော်သူငယ်တယောက်အနေနဲ့အတူပညာရှင်တယောက်အနေနဲ့သူ့ကိုမတီးတဲ့သူမရှိဘူးဒီလိုပဲကော်မတီထဲမှာဆိုရင်လည်းကိုထင်လင်းအောင်လို့ပြောလိုက်ရင်ကိုထင်လင်းအောင်ကအလုပ်ကိုတည်တည်ချာချာစနစ်တကျနဲ့စိတ်ပါလက်ပါနဲ့အများအကျိုးအတွက်အနုပညာနဲ့ပတ်သက်လို့ဖြစ်ဖြစ်သူနိုင်တဲ့တာဝန်ကိုကော်မတီမှာထမ်းဆောင်ခဲ့တယ်ကျွန်တော်တို့အနုပညာကော်မတီစဖွဲ့ပြီးဆိုကြတဲ့ကန်လန်းတဲ့အချိန်မှာလည်းသူက one band တာနဲ့ပေါ့နော်သူမှာအတွေ့အကြုံတော့အများကြီးမရှိဘူးဒါပေမဲ့ပူပေါင်းပါဝင်မဲ့တက်နိုင်တဲ့တော့စူးစမ်းမယ်ဆိုပြီးတော့အနုပညာကော်မတီမှာသူပါဝင်ခဲ့တယ်ဒီလိုပဲလွန်ခဲ့တဲ့9လလောက်မှာကျွန်တော်တို့အနုပညာကော်မတီရဲ့အရင်ကလုပ်ခဲ့တဲ့အတွင်းမှုကိုတွန်းနေဆိုပေါ့နော်သူကအတွင်းမှုရာတို့ကိုသူတာဝန်ထမ်းဆောင်နိုင်ဖို့အခက်အခဲရှိသွားတဲ့အချိန်မှာလည်းကိုထင်းလင်းအောင်ကတေအားတက်ကြွသွားတဲ့ကော်မတီကပေးတဲ့တာဝန်ကိုသူထမ်းဆောင်ခဲ့တဲ့အတွင်းမှုတာဝန်9လလောက်ပဲဆိုပေမဲ့ဒီ9လလောက်အတွင်းမှာသူအတွင်းမှုတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာသူပုံဖော်ခဲ့တဲ့အနုပညာကော်မတီရဲ့လုပ်ငန်းစဉ်တွေကအများကြီးပဲပြီးမြောက်ခဲ့တာတွေလည်းရှိတယ်ဆက်လုပ်ရမယ့်အလုပ်တွေလည်းရှိရပေါ့ဘာပြောသူဒီအနုပညာကော်မတီအတွက်ဆိုရင်တကယ်ကိုစေအားထက်သန်စွာနဲ့မျက်မြင်တွေရဲ့အချိုးအတွက်အနုပညာနဲ့ပံ့ပိုးခဲ့တယ်ပေါ့နော်ကိုထင်းလင်းအောင်လို့ပြောလိုက်ရင်အနုပညာကော်မတီမှာသူကအများကြီးအရေးပါတဲ့သူတယောက်အနေနဲ့တာဝန်ကြီးတဲ့သူတယောက်အနေနဲ့ရှိခဲ့တယ်ပေါ့နော်ဒါတွေကအနုပညာကော်မတီမှာသူလုပ်ခဲ့တဲ့အလုပ်လေးတွေနဲ့ပတ်သက်လို့ပြောပြတာပေါ့နော်သူလုပ်ခဲ့တဲ့အလုပ်တွေထဲမှာဆိုရင်ကျွန်တော် story telling တို့နောက်5ရက်လောက်မှာပြီးတော့မဲ့ guitar training တို့ TikTok marketing training တို့ဒါတွေကသူ့ idea တွေနဲ့သူလုပ်ခဲ့တဲ့အလုပ်တွေပေါ့နော်လုပ်ခဲ့တယ်။ podcast ပြိုင်ပွဲတွေလုပ်ခဲ့တယ်။ပြီးရင်အခုအရေးတစ် channel မှာပဲထုတ်လွှင့်နေတယ်။စိတ်ချင်းစာ၍နားလည်စေဆိုတဲ့ဇာတ်လမ်းလေးဒီဇာတ်လမ်းလေးကလည်းအပိုင်း2ပိုင်းပဲပြီးသေးတယ်ပေါ့နော်။ဆက်ပြီးတော့လွှင့်မှု channel နေသေးတယ်။ဒါဆိုရင်လည်းသူဒီကျွန်တော်နဲ့တနေ့ကို2နာရီ3နာရီဖုန်းပြောပြီးတော့အတူတူစူးစမ်းပန်းသားရေးပြီးတော့ဇာတ်လမ်းတစ်ပုဒ်ကိုပုံဖော်လာအောင်ပညာပေးတဲ့အပိုင်းဖြောပြမှုပေးတဲ့အပိုင်းဒီအပိုင်းတွေကိုသူတကယ်စိတ်နှစ်ပြီးတော့လုပ်ပေးခဲ့တယ်ဒီလိုပဲအရှိအပြောခဲ့တဲ့သင်တန်းတွေမှာလည်းတကယ်ကိုစိတ်နှစ်ပြီးတော့လုပ်ပေးခဲ့တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုပဲအနုပညာကော်မတီတစ်ခုတည်းတင်မကပဲနဲ့တခြားအဖွဲ့အစည်းတွေမှာလည်းသူလုပ်ခဲ့တဲ့အလုပ်တွေကဒါအများကြီးပဲရှိမယ်ဗောလေအဖွဲ့အစည်းတွေနဲ့မကဘူးသူရဲ့အပေါင်းအသင်းတွေတငယ်ချင်းတွေကြားထဲမှာဆိုရင်လည်းသူနဲ့ပတ်သက်တဲ့ပြောတဲ့အမှတ်တရတွေကအများကြီးရှိပါလိမ့်မယ်လို့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့စကားဝိုင်းလေးကိုစတင်လိုက်ချမယ်ဗောနော်ဆိုတော့ကျွန်တော်အရင်ဆုံးမေးခွန်းလေးတစ်ခုစပြီးမေးချင်ပါတယ်ကျွန်တော်အရင်ဆုံးတော့ကိုစိုင်းထက်ကိုအရင်မေးချင်မယ်ပေါ့နော်ကိုစိုင်းအနေနဲ့ထင်းလင်းအောင်လို့ပြောလိုက်ရင်ထင်းလင်းအောင်ရဲ့ personality ပေါ့နော်ထင်းလင်းအောင်လို့ပြောလိုက်ရင်သူကဘလို့လူစားမျိုးလဲသူကဘလို့ပုံစံနဲ့သူ့ကိုပုံဖော်ခြင်းလဲပေါ့ကိုစိုင်းအနေနဲ့ထင်းလင်းအောင်လို့ပြောလိုက်ရင်တော့ပထမဆုံးသိတာတော့လိတ်ပေါ့နော်ဟုတ်ဒါလိတ်ဆိုတာတော့ဘယ်လိုကနေပြောရမလဲလိတ်ဆိုတဲ့သူ့ရဲ့ဒီ
နမဝိသေသနာဖြစ်လာတယ်နည်းနည်းသွားတာလေးတယ်လို့ထင်တာပေါ့နော်သွားတာလေးပင်တယ်ဆိုတဲ့ဟာပေါ့ပါတော်တော်များအဲ့လိုမျိုးခေါ်ကြတယ်နဲ့တူပါတယ်လိတ်ဆိုတာလေဟုတ်နောက်တစ်ခုကတော့ထင်လျောင်းလို့ပြောလိုက်လို့ရှိရင်ပါသွားပြီးတော့မြင်လဲဆိုတော့ကျွန်တော်တို့ကျောင်းမှာကြတော့ဗျတခြားကျောင်းမှာတော့ရှိမရှိတော့ပြောတတ်ဘူးเนาะဒါပေမဲ့ကျွန်တော်တို့ကျောင်းမှာတော့တစ်ခုရှိရအဲ့အရာလေးကကျွန်တော်တို့ရဲ့နည်းနည်း culture လေးပေါ့နော်ဟုတ်တယောက်နဲ့တယောက်စကားပြောပြီဆိုလို့ရှိရင်ဥပမာဗျာဖုန်းကန်းကျော်မင်းကထမင်းစားတာဒီနေ့နှစ်ပကတော့စားလိုက်တာမလားလို့ပြောလို့ရှိရင်ခါတိုင်းနေ့ကတော့တပကံပဲစားလိုက်မယ်ဒီနေ့မှနှစ်ပကံထူးထူးခြားခြားစားတဲ့အတွက်ဒါသူသာဘေးနားမှာရှိနေရဆိုလို့ရှိရင်ဟေးအဲ့လိုကြီးလားဘလို့စားတာလဲဟေးဒါမျိုးပေါ့ပြောမှဆိုတော့ပို့တယ်ပေါ့နော်ဒါမျိုးပို့တယ်လို့ခေါ်တာပေါ့ကျွန်တော်ကျောင်းမှာဒါသူ့ကိုဒါပြေးပြီးမြင်ရတဲ့ဟာမျိုးကဒါပေါ့ဘလို့လဲဟေ့ဒါ तू ဆိုလို့ရှိရင်တော့ထင်နေအောင်လိတ်လို့ပြောလိုက်ပြီဆိုလို့ရှိရင်ဘလို့လေးလဲဟေ့ဒါမျိုး तू ကအနောက်ကနေလိုက်ပြောတတ်တယ်အဲ့လိုမျိုးဘယ်သူပဲပြောပေါ့နော် तू ကြားတဲ့နေရာကနေပြောမှဆိုတော့ဒီဘက်ဖြစ်မှာစကားပြောမှဆိုဝင်ရောင်းတယ်ခေါ်တာပေါ့ရောင်းတယ်ပေါ့နော်ဝင်ရောင်းလိုက်တာ तू အဲ့အကြောင်းအရာကို तू တေချာတိလားဆိုလဲतू မသိဘူးတိချင်မှလည်းတိမယ်ပေါ့နော်ဒါပေမဲ့ तू ကြားတဲ့နေရာကနေဝင်ပြီးတော့ဝင်ရောင်းလိုက်တာဘလို့လေးလဲဟေ့အဲ့လိုပြောလိုက်တာလားဟေ့ပေါ့နော်သဘောကအဲ့လိုမျိုးပို့တယ်ဆိုတာဒါလိတ်လို့ပြောလိုက်ရင်ဒါသူ့ရဲ့အမြင်နဲ့မြင်တယ်လို့ဘယ်သူပဲဖြစ်ဖြစ်အဲ့လိုပဲမြင်တယ်ပေါ့နော်ဟုတ်โอเคကြည့်ပြီပါဒါကိုဆိုင်ရဲ့တင်းလျောင်းလို့ပြောလိုက်ရင်လိတ်ဆိုတာလေးကိုကြားအောင်တယ်သူရဲ့ပြောတတ်တဲ့စကားလုံးလေးတွေကိုပြန်ပြီးတော့မြင်တယ်ဗောနော်ဒါလေးကိုပြောသွားတာဟုတ်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ယောက်အလေးပေးခြင်းပါတယ်လို့ဟုတ်ကိုအောင်ထက်နိုင်တစ်ချက်လောက်ပြောပြပါလားရဟုတ်ကျွန်တော်နေဆိုကိုထင်လင်းရပါတော့ကိုဆိုင်မြန်ပေါ့သူဆိုရင်တော့တကယ်ကိုအလုပ်တွေတားကြိုးစားပါတော့ကျွန်တော် star ဆိုင်မှာထင်မှာဆိုလဲတားရတယ်လို့လုပ်ခဲ့တယ်ပြီးတော့သူဆိုရင်အဓိကကျွန်တော်အကိုကဇလိုင်းပိုင်းနေပေါ့နော်ဇလိုင်းပိုင်းနေဆိုရင်သူ့ရဲ့တင်ပြမှုမှာတော်တော်လေးအဆင်ပြေခဲ့ပေါ့နော်သူ့ရဲ့ train ပေးမှုတွေကြောင့်တချို့ဇလိုင်းလေးဆိုတခြားလေးချောင်းမှုနဲ့ထွက်နိုင်ခဲ့တယ်ပြီးတော့ကျွန်တော်အဖွဲ့အစည်းမှာဆိုရင်ဖြစ်တဲ့ပြဿနာအသေးအမွှားလေးပေါ့နော်အဲ့ဒါလေးဆိုတော့သူဝန်ဖြန့်ပြပေးရတော့ပြီးတော့ပြောစရာကိစ္စဆိုရင်သူဖန်တီးပေးရများရပေါ့နော်တအားစိတ်ညစ်နေဆိုရင်ဝန်ပြီးဖောက်တာတော့ပြောအောင်လုပ်ပေးရပေါ့နော်အဲ့လိုလေးဆိုတော့တအားပြောဖို့ကောင်းတယ်ပေါ့အဓိကတော့ဇလန်ပိုင်းမှာတအားတော်ရပေါ့နော်တရုတ်ဆောင်လည်းတကယ်ကောင်းတဲ့သူတယောက်ပေါ့နှမျိုးစရာကောင်းတယ်ပေါ့နော်ဟုတ်အဲ့လိုမျိုးတော့ပေါ်ချင်ပါတယ်ဟုတ်ကိုတင်နေအောင်လို့ပြောရရင်သူရဲ့အရေးအချင်းတွေကိုအောက်ထပ်နိုင်အောင်ပြောသွားတာဗောနော်ဟုတ်ကျေးဇူးတင်ပါတယ်နောက်တစ်ယောက်အနေနဲ့ဆိုရင်ကျွန်တော်မရရီကိုအလဲပေးချင်ပါတယ်ကိုရှမ်းပြအောင်လို့ပြောလိုက်ရင်ဘာလို့ပြင်းမြင်လဲဆိုတော့အကြီးလဲတန်တယ်အစာလဲတန်တယ်ပေါ့နော်အဲ့ဒါအရင်သိတယ်ပြီးခါကျစောစောအရှိမကိုစားတယ်ပြောသွားသလိုပေါ့တငယ်ချင်းတွေကြားထဲမှာဆိုတော့အပူကောင်းတယ်ဝဝင်ချောင်းတယ်အဲ့လိုပဲပေါ့နော်အစင်းမှာဆိုလဲအပူကောင်းတယ်အနောက်ကနေပြီးတော့ထောက်ပေးရအဲ့လိုမျိုးရမ်းပိုက်တယ်ပေါ့နော်အစင်းမှာဆိုလို့ရှိရင်ညီမတို့ဆိုလို့ရှိရင်ရှိတတ်တယ်စကားကိုဘယ်လိုပြောလို့ပြမလဲဒီနာကိုဘယ်လိုသုံးလို့ရမလဲဟာကိုကြီးလုံးအဲ့ဒါကိုပြောတတ်တော့ဘူးလေဆိုအဲ့လိုမျိုးပေါ့နော်သူအရှိကနေပြီးတော့ train မျိုးပါလေးတွေကရမ်းအဆင်ပြေရပေါ့နော်သူရှိတော့မှဆိုရင်အဲ့ဒါမျိုးတွေကအဲ့လိုမျိုးတော့ဟုတ်ဒါကိုမင်းရရခဲ့တဲ့ဟာတွေပေါ့နော်သူနဲ့ပတ်သက်အဲ့ဒါရအမြဲတတိယနေရာတွေပြီးတော့တင်းထဲမှာဆိုလို့ရှိရင်လေသူပါတဲ့ညတယ်ဆိုလို့ရှိရင်အလုပ်ကိစ္စမဟုတ်ဘူးအပြောစကားပြောရင်တော့သူပါတဲ့ညတယ်ဆိုလုံးဝပြင်းမှုမကောင်းဘူးနော်အဲ့အကျဉ်းစကားပြောလဲကောင်းတယ်ဟုတ်လူတွေကိုပြောအောင်လုပ်ပေးတတ်တဲ့စကားပြောကောင်းတယ်အဖို့ကောင်းတယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ဆိုတော့မက်ဗလင်းကိုအချိန်လေးပေးချင်ပါတယ်ကျမကတော့ကိုထင်လင်းအောင်ပေါ့နော်ကိုဆိုင်မြအောင်ဘယ်လိုမြင်လဲဆိုတော့ကျမတော့ Stars Entertainment ရဲ့ပဲ့ကိုင်ရှင်တူလို့တော့တင်စားခြင်းတယ်ပေါ့နော်တင်းထဲမှာလည်းခေါင်းဆောင်ကောင်းပီတာတယ်ပေါ့နော် admin ကောင်းပီတာတယ်ပေါ့ကျမတို့ program လေးအလင်းမမီတော့ဘူးကျမတို့နည်းနည်းအချိန်မပေးနိုင်တော့ဘူးဆိုတော့သူကဝင်ထိန်ပြီးတော့တချို့အစီအစဉ်လေးတွေဆိုလို့ရှိရင်သူလောက်ရမဲ့ program မဟုတ်ဘူးအဲ့ဒါတော့မှတွက်ကတ်မနေပဲနဲ့ဒီ program တွေမနိုင်ရင်သူကဝင်ပြီးတော့တင်ဆက်ပေးတာပေါ့နော်အချိန်မအားသလိုဟဲ့လို့အဲ့ကြောင့်မို့တစ်ခါလေသူ့ကိုသူလည်းပြောပါတယ်ငါက Star Entertainment team မှာပါလျာငပိချက်ကြီးကိုဖြစ်လို့တဲ့ဟိုနေရာလဲငါဒီနေရာလဲငါပေါ့နော်ဆိုတော့လုံးရှင်းလိုက်ရတာအရင်နှမျောတယ်ပေါ့နော်ဟုတ်Okay ဟုတ်ကိုရှမ်းမြောင်ကိုထင်လင်းအောင်လို့ပြောရင် management leadership ပိုင်းကောင်းတယ်လို့မြင်တယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ဆိုတော့ကိုဟိမင်းထက်ကိုအချိန်ပေးခြင်းပါဗျသူက
သူကပြောနေရတယ်သူကသိပြီးတော့စိတ်ညစ်တာမျိုးမရှိဘူးသူရဲ့ပုံစံသူရဲ့ဒီဘယ်လိုပြောမလဲသူရဲ့ life style အနေနဲ့ ဟုတ် ဟိုကသူကသိပြီးတော့မှုံနေရမျိုးစိတ်ညစ်တာမျိုးသိမရှိဘူးရှိတော့ရှိရပါတော့ဒါပေမဲ့ဒီတစ်ခုနဲ့အစင်းရင်တစ်ခုနဲ့သူကပြန်ဖြည့်ပြီးတော့ပြောနေတတ်တဲ့သူတယောက်ပါပဲဟိုကျောင်းမှာနေစဉ်ကာလာတော်ကလေးရောနောက်ဆုံးပေါ့နော်မတည်ခင်ဒီတော့အဲ့လိုပဲနေသွားတဲ့သူတယောက်ပါဟိုခင်ဖို့ကောင်းပါတယ်ပြီးခင်လည်းခင်တတ်ပါတယ်ခင်လည်းမင်းတတ်တယ်ခုနကိုဆိုင်ပြောသလိုပဲအဲ့လိုတယောက်နဲ့စကားပြောနေရကြားတယ်သူဘာမှလည်းမသိဘူးဒီကလေးတစုံတော့ကြားတယ်အပလိုလေးဒါအဲ့လိုဝင်လာမင်းသိလို့လားရအောင်သိဦးလေကွာငါလည်းအဲ့ဒါကြားလိုက်လို့လိုက်ပြောလိုက်တာဆိုရရအောင်မရအဲ့လိုကြီးလားဆိုပြသူဝိုင်းထားတာပေါ့နော်မသိဘူးလေပြကျွန်တော်လည်းအဲ့လိုကြားလိုက်တာဟုတ်ပြဆိုရသူရောဝင်ရောရည်ရောလားအဲ့လိုမျိုးပေါ့နော်သူကခက်ပြောနေတတ်ပါလေသူရဲ့ life style ကိုအဲ့လိုရှိရပါနော်ဆိုတော့ကိုရှိုင်းမြအောင်လို့ပြောရင်ပျော်နေတတ်တယ်လို့မြင်တယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်မ Elizabeth ကိုအလှည့်လေးပေးချင်ပါတယ်လို့ဟုတ်ဟာဘာလို့အားလုံးလည်းအတီးတီးပြောသွားကြရပါတော့အထီးကတော့ညီမသူ့နမေကြောက်ဆိုနေပါမြင်လဲဆိုအထီးကတော့စိတ်အားထက်သန်မှုပေါ့နော်သူကအဲ့လိုမျိုးအရင်ကောင်းတယ်ဒီလားအလုပ်တစ်ခုခုလုပ်ရင် तू ကအဲ့ဒီအရာတစ်ခုကိုဒါဘယ်လိုပြောရမလဲကွာညီမတို့ဆိုရှိရလေအရာတစ်ခုခုလုပ်မယ်ဆိုတာဝန်အရာလုပ်ရတာနဲ့စိတ်အားထက်သန်ဆိုတာလုပ်တဲ့ပုံစံနဲ့မတူဘူးတာဝန်အရာလုပ်တဲ့အခါမှာဟိုပြီးသလွယ်ပေါ်တီပေါ်ပြဖြစ်သွားတဲ့အရာရှိရပါတော့ဒါပေမဲ့ तू ကြတော့အဲ့လိုမဟုတ်ဘူး तू လုပ်ခဲ့တဲ့အရာတိုင်း तू ကအဲ့လိုစိတ်နှစ်ပြီးတော့ဗောနော်စနေတကြနဲ့အဲ့လိုစိတ်အားထက်သန်တာဗောအတိကတော့သူ့ရဲ့စိတ်အားထက်သန်ဆိုတာနဲ့လှုပ်ဆောင်တတ်တယ်ဗောနော်ဘယ်အလုပ်ကိုမဆို तू ကပြီးသလွယ်ထားခဲ့တဲ့လူမျိုးမဟုတ်ဘူးဗောနော်ဟိုတခုပြောပြရမယ်ဆိုညီမဒီ Star Entertainment Channel မှာအဲ့လိုလုပ်ခဲ့ရမှာနော်ခါလေးညီမပေါ်တီပေါ်ပြလုံးမိတဲ့အရာရှိဗောအဲ့လိုမျိုးခါကြီးကြရင် तू ကအဲ့လိုမျိုးမလုပ်နဲ့ဗောနော်အနည်းနဲ့လုံနေကြအလုပ်တစ်ခုဆိုပေမဲ့ပေါ့နော်အလုပ်တိုင်းကိုအဲ့လိုတာဝန်ကြီးကြီးနဲ့အကောင်းဆုံးဖြစ်အောင်လုပ်ဆိုပြီးတော့အဲ့လိုမျိုးသူပြောခဲ့ရတယ်ပါရှိရပေါ့နော်သူကတော့ဒါပဲလုပ်ပါစိတ်အားထက်တယ်နေပေါ့နော်အဲ့ဒါကြောင့်မလို့သူနဲ့ပတ်သက်ရင်တော့အဲ့လိုဖေးအရာမဆိုစိတ်အားထက်တယ်ဆိုတာလှုပ်ဆောင်တတ်တယ်ဆိုတာကိုမြင်မိပါတယ်ဟုတ်ကဲ့ဟုတ်ကိုထင်ရအောင်လို့ပြောရင်သူရဲ့ personality ကိုနော်စိတ်အားထက်တယ်နဲ့အလုပ်ကိုစနစ်ကျလုပ်တတ်တယ်လို့ပြောလို့ရမှာပေါ့နော်ဟုတ်ပထမလူမေကွန်လေးကိုဖြည့်ပြီးသွားတဲ့တယောက်စီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒုတိယမေကွန်လေးဆက်ပြီးမေးချင်ပါတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်တို့အားလုံးကတော့နော်သူနဲ့တွဲခဲ့ဘူးတယ်သူနဲ့အလုပ်တွေတူတူလုပ်ခဲ့ဘူးတယ်အမတ်တရားတွေကိုစီရှိရပါတော့အဲ့ထဲမှာကိုနဲ့ပတ်သက်မှကိုရေးကိုသာအမတ်တရားပေါ့ဗျာသူနဲ့ပတ်သက်မှကိုရေးကိုသာအမတ်တရားလေးတွေရှိတယ်ဆိုရင်ကျွန်တော်အားလေးကိုပြောပြပေးစေချင်တယ်ပေါ့ဗျာတယောက်ချင်းစီပေါ့မ Elizabeth စာခေါ်လိုက်မယ်လေနော်ဟုတ်ညီမဘယ်လိုမျိုးတောင်ပြောရမလဲမသိဘူးကွာဆိုတော့သူနဲ့ပတ်သက်တဲ့အမတ်တရားကတော့ in person အမတ်တရားတွေတော့တိတ်တော့မရှိပေမဲ့online မှာတော့အမတ်တရားတွေအများကြီးရှိခဲ့ဘူးတော့နော်အဲ့ထက်ကအမတ်တရားတစ်ခုပြပြရမယ်ဆိုရင်တော့သူနဲ့လည်းအရင်တော့တိတ်မခင်ဘူးအပြင်မှာရှင်းရှင်းနေပါတယ်မှာတော့စုံမှုတာရှိရဒါပေမဲ့အဲ့လောက်ထိလည်းမခင်ဘူးပေါ့ဒီတိုင်းစကားပြောဖြစ်တယ်အဲ့လိုမျိုးပုံစံမျိုးရှိရပါအဲ့တော့ကတော့ညီမရဲ့တငယ်ချင်းတခြားတငယ်ချင်းနဲ့သူကပိုခင်တာပေါ့နော်ပိုခင်တဲ့ခါကျတော့သူကတချင်းတစ်လေးဆိုသူကအမြဲတမ်းတောင်းတယ်သူကအမှုပညာလေးရန်ဝင်တာပါခါကျတော့တချင်းလေးလည်းရန်တောင်းဖြစ်တောင်းတယ်ပေါ့နော်တချင်းတိတိတောင်းတဲ့ခါကျတော့ညီမတငယ်ချင်းတွေကအဲ့လိုအခုဒီနေ့ပါတချင်းတိတိရလေအဲ့လိုမျိုးဆိုမှသူ့ကိုကူခိုင်းနေပေါ့နော်ညီမတို့ငယ်ဘွားတော့ပေါ့ငယ်တော့အဲ့တော့သူကညီမလေးကိုမေးရပေါ့နော်အဲ့နဲ့ညီမလေးရောတဲ့တချင်းကူအောင်မလားတဲ့အဲ့လိုမျိုးတော့ညီမပြောပါပေါ့အခုမကူသေးညီမဒီနေ့ကတ်မပါလားအဲ့လိုမျိုးပြောလိုက်တာပေါ့အဲ့လိုပြောလိုက်ရဆိုတော့ तू ကသူ့စိတ်ထဲမှာညီမချီရမာနကြီးရဆိုတော့ထင်သွားတာပေါ့နော်အဲ့လိုမျိုးအလွဲလေးအထင်လေးဟာမျိုးလည်းရှိခဲ့ပေါ့ပြီးတော့ညီမရဲ့သူရဲ့ပြီးတော့လင်းပြေဦးရဲ့နောက်ဘသူရဲ့လည်းမသိညီမတို့ Junction City မှာလမ်းမှားပါပေါ့အဲ့ကိစ္စလည်းအရင်အမှတ်တရဖြစ်တယ်ပေါ့နော်
သမင်းနေ့လေစားသမင်းစားဖို့အတွက်တက်သွားပြီးတော့ဆရာဆရာမတွေကအကုန်လုံးပြင်ဆင်သွားညီမတို့ပဲနောက်ဆုံးမှကျန်ခဲ့ရပါဒီပါရှယ်တွေလည်းပါတယ်ဆိုတော့ဒီတိုင်းပြင်ဆင်လာတက်မယ်ဆိုပြီးတော့ဗောနော်ထင်ပြီးတော့သူတို့ကထားခဲ့ကြတာပေါ့အဲ့နဲ့ညီမတို့4ယောက်4ယောက်လား5ယောက်လားမသိဘူးအဲ့တိုင်းသွားပြီးတော့လမ်းမတွေ့တော့ဘူးနော်အကြာကြီးပြန်မှာနိုင်ဝက်45မိနစ်လောက်နေနေတက်လီကတဆင်လိုက်တခြားစူပါမားကတ်တွေရောက်သွားလိုက်နောက်ဆုံးပဲထိရောက်တော့သူများကားပါကင်တွေထိတော့မှရောက်သွားမှာတီးလုံးတန်တွေကကြားနေတယ်ဒါပေမဲ့နေရာမှန်ပြန်မရောက်နိုင်ဘူးအရင်အမတ်တက်ဖြစ်တယ်အဲ့ဒါဘယ်လိုလုပ်ကြမလဲအဲ့တော့မှ तू အဲ့ချိန်ကလေးက तू ဘယ်လိုပြောမလဲ management အရင်တော်ပါဘောနော်လူကြီးလူကောင်းပြီးသားတယ်ပေါ့အဲ့ချိန်မှာ तू ငါတို့ဒီလိုမျိုးရန်ပြီးတော့သွားနေမယ်အစားပေါ့နော်မီးမျက်နှာပိုကောင်းနေဆိုပြီးအဲ့တော့လေလင်းပြေကလည်းဘောနော် तू လည်းစာဖက်ရှာပါတယ်သူ့ရဲ့မျက်လုံးလေးနဲ့ဒါပေမဲ့မသေးကွဲဘူးလေနော်အဲ့မျိုးတော့သွားနေ तू အဲ့မျိုးဥဆောင်ရေးပဲနော်အဲ့လိုမျိုးလမ်းပြောင်းနေချိန်မှာလေ तू အဲ့လိုမင်းမြန်းပြီးတော့မှနေရာမှန်ပြန်ရောက်လာတာပေါ့နော်ဒါမှမဟုတ်ရင်ညီမတို့အမတဏီကုန်တညနေလို့အမလန်းလေနေပါပေါ့နော်အဲ့ဒါတော့တကယ်အကြီးမားဆုံးအမှတ်တရပါပဲအဲ့တော့ဆိုဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ရမလဲအခုဘာဖြစ်တယ်ညာဖြစ်ဆိုညီမတို့ကတော့အရင်ကြောက်တာပေါ့နော်ငြိသေးရဆိုတော့အဲ့မှာလေ तू အကောင်းဆုံးဥဆောင်ပြီးတော့နော်အဲ့ဒီအမှတ်တရတော့တကယ်အရင်in person အမှတ်တရပေါ့နော်အရင်ပဲအခုထိလည်းမိလို့မရဘူးသူနဲ့လည်းပြန်ပြောတိုင်းတချို့ຢာဆိုရီမောနေရတယ်ပေါ့နော်အမှတ်တရပါပဲ ဟုတ်ကဲ့ကိုအောင်ထက်နိုင်နေပြပါတယ်ဗျ ဟုတ်ကိုရှိုင်းမြန်ခေါ်ကိုထန်းလေးရတယ်မနော်သူနဲ့အမှတ်တရဆိုရင်တော့ကျွန်တော်က in person တော့မရှိဘူးနော်သူနဲ့ဒီဖုန်းထဲမှာတည်ရပေါ့ live မှာတည်ကြရပေါ့အဲ့လိုဆိုအဲ့လိုတည်ရတာမှကျွန်တော်တို့ကအလုံးနဲ့ပတ်သက်ပြီးမှတည်ကြရပေါ့နော်ဒီ channel လေးစလုပ်မယ်ဆိုတော့သူ့ကိုစပြီးကန်လန့်ဖြစ်တာမနော်ဒါတောင်ကျွန်တော်ဟိတ်တစင်မဟုတ်ပေါ့ဒီကျွန်တော်ဒီမှာ Evelyn တို့ဒီကိုဟမ်မီတက်တို့စီကနေတစင်မှာသူနဲ့တည်ခဲ့ရတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုဒီတိုင်းအမှတ်တရရတော့မရှိဘူးဒါပေမဲ့ဒီအလုံးနဲ့ပတ်သက်ပြီးဆိုတော့အမှတ်တရအများကြီးရှိခဲ့တယ်ပေါ့အဲ့ဆိုစပြီးလာတော့ဆိုလေကျွန်တော် channel မစတင်သေးရဲ့ကျွန်တော်တို့ကအရင်စပြီးတိုင်ပင်နေခဲ့ကြတာဆိုတော့လေအဲ့လိုအမှတ်တရရတော့ရှိခဲ့တယ်ပြီးတော့အဲ့မှာဆိုလဲရှောက်ပြီးကျွန်တော်ပြောစရာရှောက်ပြောတဲ့ညတွေပေါ့နော်ည8နာရီ10နာရီစကားလေးရှောက်ပြောတဲ့ညတွေဆိုတော့ဒါတွေအမှတ်တရရှိပေါ့နော်ဟိုလိုအမှတ်တရကြီးကြီးမားမားရေလို့တော့ဟိုမရှိပေါ့နော်အလုပ်တွေတွဲလုပ်ခဲ့ရတဲ့အားကြီးဆိုတော့လေဟုတ်ကျမလည်းအဲ့လိုအောင်ထနိုင်ပြောသွားသလိုပဲပေါ့နော် investment အမှတ်တရတော့မရှိဘူးဒါပေမဲ့သူနဲ့တိတာဟိုလောက်ရှိပြီပေါ့2021လောက်ကဆိုတော့9နှစ်လောက်တော့ရှိပြီပေါ့အဲ့ထဲမှာအမှတ်တရဆိုလို့ရှင်တော့ဒီအလုံးလုံးနေနေပဲပြောရမယ်ထင်တယ်ဇလန်းလေးတစ်ခန့်သွင်းတာနောင်ကျိုးလေးသွင်းတာကျန်တဲ့ဇက်တစ်ခုလုံးကအဆင်ပြေတယ်ပေါ့နော်အဲ့ဒီမှာမမတ်ရရဒီကိုတက်ပိုင်စိုးနဲ့ကျမနဲ့2ယောက်တည်းအိတ်သွင်းတဲ့အခန်းတစ်ခန်းကိုကျမတယောက်ဆောင်တာအဆင်ပြေမနေဘူးပေါ့နော်လုံးဝအဆင်ချိုးမနေဘူးကျန်တဲ့ခန်းတွေအကုန်လုံးကအဆင်ပြေ तू ကနင်းနဲ့ဒီပုံစံတယောက်ဆောင်တာမဟုတ်သေးဘူးလေနင်ဟုတ်ကိုမဟုတ်သေးဘူးလေလှုပ်တယ်အဲ့ခန်းကိုနေမရရအောင်လှုပ်တယ်ဆိုတော့ကိုမရတော့ဘူးလူကလည်းရှက်နေပြီထူပူနေပြီတိလားကိုမရတော့ဘူးဆိုတော်ရအဆင်ပြေမနေဘူးအဲ့ခန်းကလေအဲ့နဲ့မြောက်တယ်ညီမလေးနင်းနဲ့သူကလေဟိုပြောတတ်တယ်တိလားမျက်လုံးထဲမှာမြင်ပြီးတော့နင်သူ့ညင်းဟာတဲ့ညင်းနဲ့ဒါမဲ့ညင်းတဲ့နေရာမှာတဲ့ဟိုဘယ်လိုပြောမလဲကိုဘက်ကလည်းဟိုလိုချင်နေတယ်ကွာသိရမလားဟိုမူနွဲ့လေးညင်းပေါ့ဟဲ့ရှက်တယ်လို့အဲ့လိုညင်းနေဖုံးဖော်လောင်ကိုကမူဝင်နေတဲ့အချိန် तू ကလေမူကိုမရအောင်ခေါ်ပေးတတ်တယ်ဆွဲသွင်းတတ်တယ်အဲ့ဒါလုံးဝ तू ကြိုက်ပြီဆိုတော့မှအဲ့ဒါ तू ရက်တာပေါ့နော် तू မကြိုက်မချင်းအပီအပြင်ကိုပြန်သွင်းခိုင်းတာအဲ့တခန်းကို तू အဲ့ဒါလေးရောပြန်ဖြစ်ခဲ့တယ်ပေါ့နော်ဟုတ်တော်လေးအချုံနဲ့မတော့ခံလိုက်ရတယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ် तू စကားပြောရင်တစ်ဖက်သားလှုပ်ချင်တဲ့စိတ်ရှိတယ်နော်အဲ့မရရအောင်ပြောတယ်ဟုတ်ကဲ့ကိုစိုင်းထက်ကိုလည်းပေးပါတယ်ဗျကျွန်တော်ကတော့သူနဲ့ပတ်သက်ရင်အများဆဆတော့အဲ့လိုဟိုမရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ generation အားဖြင့်လည်းနည်းနည်း gap ဖြစ်တယ်ဆိုတော့လေဆိုတော့ကလေးထဲမှာပေါ့နော်ကျွန်တော်တို့ငယ်တုန်းကကြတော့အเจ้าမှာရှိနေတဲ့အချိန်တော့ကြတော့ဒီ MU4 တွေ MU3 တွေအဲ့မျိုးလေးတွေစပြီးတော့ခစ်စားနေတဲ့အချိန်ဆိုတော့တခြားကလေးတွေရဲ့လက်ထဲမှာအဲ့လိုမျိုး MU4 MU3 ဆိုတာမကင်နိုင်ကြဘူးဒီအကြီးပိုင်းတွေတော့
ကင်နိုင်ကြတယ်ပေါ့နော်ဒါတော့မှနည်းနည်းပြည်လေတဲ့လူတွေနဲ့ပြီးတော့ဒီကျွန်တော်တို့ကကြတော့9တန်း10တန်းဆိုအဲ့လိုမျိုးကြောင့်ကင်နိုင်တယ်ပေါ့ဒါပေမဲ့သူစီမှာတွေ့လိုက်တာအဲ့လို iPod ခေါ်မလားမသိဘူးအဲ့လိုမျိုးသေးလေးပေါ့နော်အရင်တော့ quality လည်းကောင်းတယ်ဟုတ်တယ်အဲ့ဒါလေးကသူစီမှာတွေ့လိုက်တော့မင်းကလေခဏပြီးနားထောင်ကြည့်ပေါ့ဆိုတော့လေသူကအဲ့လိုမတွန့်တူဘူးပေါ့နော်သူများဟာဆိုတော့ကလေးတွေရဲ့သဘာဝရှိရလေသူတို့ပစ္စည်းကင်တာတိတ်မကြိုက်တာတော့ဒါပေမဲ့သူကတော့အဲ့လိုတော့မရှိဘူးကိုယ်နားထောင်ကြည့်ပေါ့နော်အဲ့လိုလိုလားနဲ့ပြီးပြီးတော့ပြီးတော့ကိုတွေကိုလည်းသူကယုံကြည်တာလည်းပါတာပေါ့ယုံကြည်တယ်ဆိုအဲ့လိုမျိုးကိုတွေအမှတ်ပေးတဲ့အားပါမင်းဟာပူကြီးကောင်းတယ်ကွာဘာဖြစ်လဲညာပြတယ်ပေါ့နော်ဒါမျိုးလေးတွေသူကကျေနပ်တတ်တယ်ပေါ့နော်ဒါတော့ကလေးထဲမှာပထမဆုံးသူကင်တာကိုပဲတွေးခဲ့တယ်လို့ပြောလို့ရပါဘောနော်ပြီးတော့သူပစ္စည်းကဒါအဲ့အချိန်မှာဆိုလို့ရှိရင်တော်တော်ဈေးကြီးတယ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော့သူအမလားမသိဘူးသူအဲ့လိုနိုင်ငံခြားကနေအဲ့လိုဝယ်ပြီးပို့ပေးတာဆိုလားပဲဆိုတော့ကိုရီဒီမှာlocal အနေနဲ့ကင်တဲ့လူတွေထက်တော့သူကပို့ပြီးတော့ကောင်းတယ်ဗောနော်အဲ့ပစ္စည်းကနောက်ပိုင်းကျတော့ကျွန်တော်တို့ကဒီဆယ်ပြီးတော့အကုန်လုံးကိုအပြင်ထွက်သွားကြတော့သူနဲ့ကမစုံဖြစ်တော့ဘူးမစုံလည်းမစုံဖြစ်တော့ဘူးဆိုတော့သူတို့အဲ့ဒီအချိန်မှာကျတော့သူတို့ကအကြောင်းထဲမှာအကောင်ဖြစ်လာပြီပေါ့နိအကောင်ဖြစ်လာပြီပေါ့ဘာလို့ဆိုတော့အရင်တော့ကျတော့ကျွန်တော်တို့ generation တွေရှိနေတော့သူတို့ကလေးတွေမတက်လာသေးဘူးပေါ့နော်ဒီအနည်းပညာနဲ့ပတ်သက်တဲ့နေရာကြလို့ရှိရင်သူတို့ကပို့ပြီးတော့လည်း music sense လည်းပို့ပြီးတော့ရှိပါတယ်ဗမာတော့အမတ်တရားသွားဖြစ်လဲဆိုတော့အမတ်တရားဆိုတာသတိထားမိသွားတာပေါ့နော်သူယူကျော်မှာလုံးနေတဲ့ချိန်ကျူးနိုင်ကြောင်းအနေနဲ့သူတို့တွေပွဲလာပြီးတော့ဖြောပြတာပေါ့အဲ့နာလိတ်ကန်လန်းဆိုတာအဲ့လိတ်ကန်လန်းဆိုတဲ့တဲမှာမျက်မြင်ကြောင်းတဲ့လာတီးမှာတဲ့ဆိုပွဲကြီးပေါ့အဲ့နဲ့ဘသူတွေပါလဲလို့နောက်ကြတော့ကျွန်တော်တို့နဲ့သိတဲ့ဒီဝန်ထမ်းအမတွေကိုနေကြည့်တော့လိတ်တို့ပါတယ်ပေါ့နော်အဲ့ဆိုရင်တော့ဟုတ်လာကြည့်အောင်ပါပဲဆိုတော့သူကလည်းပြောတယ်မဟုတ်တဲ့မင်းလာကြည့်ုံနဲ့မရဘူးတဲ့မင်းလည်းတပုတ်နှစ်ပုတ်လောက်တော့မင်းဝင်ပြီးတော့စိုးပေးသွားမှဖြစ်မှာပေါ့အဲ့လိုကြတော့မစိုးချင်ဘူးလို့ဘာလို့လဲဆိုတော့ဒီပွဲကသူတို့တွေပွဲပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဝင်စိုးခြင်းအပြင်ဒီနာကကျွန်တော်နဲ့တီးတဲ့လူတွေရှိရလေအဲ့နာကျွန်တော်ပုံဝင်ကျင်ဆိုတော့ကျွန်တော်နဲ့တီးတဲ့လူတွေရှိတော့တကယ်လို့စုကြီးတွေပါရရင်လည်းသူတို့ရစီကျင်တယ်ကိုဝင်ဆိုလို့ကိုကဝင်ပြီးတော့ဖြာခင်းလိုမျိုးကြီးဖြစ်ချင်ပေါ့နော်မဟုတ်ဘူးလေတဲ့ဘာဖြစ်ဒီ generation တွေနဲ့ဆိုလို့ရှိရင်မင်းတို့ကရှေ့ကဟွာတွေပေါ့နော်ဥဆောင်ခဲ့တဲ့လူတွေပေါ့ဘာဖြစ်သူတို့လည်းခွန်အားပေးရလဲရောက်တယ်ပေါ့ဒါဆိုပါဆိုတော့ဒါဆိုလည်းပြီးရောပေါ့ပြောမယ်ဆိုအိုင်နီးယားဆိုတာမမရဆိုတော့ကိုဝင်းမောင်တက်သူကဒီ AR တိုင်းဘက်ကိုကျွန်တော်ခီးစဉ်ခေါ်လာတာသူပွဲအတွက်ပေါ့မသွားခင်လေးကိုကမန်းကနေသွားပြီးတော့သွားပြီးနားထောင်လိုက်တယ်သွားပြီးစူလိုက်ရတာပေါ့နော်ကျွန်တော်ကျောင်းထဲမှာရှိနေတော့ကြတော့သူတို့ကကလေးပဲရှိသေးတာသူတို့ဆိုတဲ့သူတို့ရဲ့ quality ကိုကျွန်တော်မသိထားဘူးကောင်းကောင်းမသိထားဘူးပေါ့ပြီးတော့နည်းနည်းအလံဝေးသွားတော့လည်းမေ့နေရလဲဖြစ်မှာပေါ့နော်အဲ့ဒီမှာစပြီးတော့ဖြစ်တော့မှဒီကောင်ဝေလာသချင်းတွေဆိုတာနဲ့တူတယ်ဝေလာသချင်းတွေနော်ရွှေတူသချင်းတွေအဲ့ဒါသူဆိုတော့ဝေါဒါထင်မရအောင်လားလို့ဟုတ်တယ်တဲ့ဒီကောင်တော်တော်မိုက်နေပါဟောလားပေါ့နော်ဟုတ်ဆိုအဲ့ချိန်ကသူကဒီကျွန်တော်ပြောမှဆိုရင် program နဲ့တီးရတာလေ program နဲ့တီးရတယ်ဟာဆိုတော့ဒီပေါ်မှာသူလုံးဝအမားယွန်းလည်းမရှိဘူးလုံးဝလည်းကောင်းတယ်လေ all 5ပေါ့ all 5ဖြစ်တယ်ပေါ့နော်အဲ့ဒါလို့ငါအကြောင်းကထွက်သွားပြီးတဲ့အချိန်မှာနောက်ပိုက်တဲ့ကလေးတွေကဒီလောက်တောင်ကောင်းနေပါလားပေါ့နော်အဲ့လိုမျိုးပေါ့တော်တော်သူတို့respect ပေးလိုက်ပြီပေါ့နော်အဲ့ဒါအဲ့ပွဲလေးကအမတ်တရားပေါ့နောက်တစ်ခုအနေနဲ့ဆိုရင်တော့ဒီနှစ်တော့မမှတ်မိတော့ပါဘူးဒီမကြသေးခင်ကာလပဲ music quiz ပုံစံမျိုးလုပ်တယ်ထင်တယ် music quiz ဆိုတော့သိရမလားအကုန်လုံးရှောက်မိရပါတော့တချင်းနဲ့ပတ်သက်တဲ့ဟာကျွန်တော်မှမေးကြည့်လိုက်တာစိတ်ထဲကတော့နည်းနည်းတော့သူ့ဆိုတော့နည်းနည်းခက်လန့်လန့်ပါတော့ဘာလို့ဆိုတော့ကိုရီနဲ့ဝါသနာလဲတူတယ်ကြိုက်လဲတူတယ်ဆိုတော့ဘာကြိုက်တူလဲဆိုတော့ဒီအစတိုတော်ထဲမှာဆိုရင်သူကလည်းကိုငက်ထွင်တင်ပါနော်သူ့ကိုအရန် crazy ဖြစ်တယ်လို့ကိုလည်းအဲ့လိုမျိုးထဲမှာတင်ဆရာမြင်ဆရာကြားဆရာလို့ကိုးဝယ်တယ်လူပေါ့နော်ထွင်တင်ဆိုလို့ရှိရင်ဆိုတော့မေးလိုက်တာပေါ့ထွင်တင်တချင်းတစ်ပုတ်အမေအိမ်ပေါ့နော်ထွင်တင်အမေအိမ်တချင်းလို့ဆိုရင်တော့လူတွေသိမှာပါလို့
အဲ့တော့အဲ့ဒီအမေအိမ်တချင်းကထွင်းနေရဲ့ဘယ်ခွေထဲမှာစပါတာလဲပြီးတော့ဘယ်နှခွေလောက်ကိုပါတာလဲအဲ့ထက်ကယထာတန်ကဘယ်ခွေထဲမှာစပြီးပါတာလဲအဲ့လိုမျိုးတွေကျွန်တော်အသေးစိတ်သူတို့မေးတော့ဘယ်သူမှမဖြေနိုင်ဘူးပေါ့နော်သူကကုန်ဖြေသွားနိုင်တယ်ခုနှစ်နဲ့ကိုဖြေသွားနိုင်တယ်အဲ့လိုမျိုးပေါ့နော်ထွင်းနေရဲ့အမေခွေရတယ်ကျွန်တော်ဖြေရမလားအေးမင်းဖြေတော့ဖြေကြည့်ပေါ့ကွာလို့ဒါပေမဲ့မင်းဆိုရင်တော့တိလောက်ပါတယ်လို့ဆိုတော့ तू ကအကုန်ဖြေသွားတာပါလေထွင်းနေရဲ့အမေအိမ်ကတဲ့မော်ဆရာအိမ်မက်ထဲမှာပါတာတဲ့ဒါပေမဲ့အဲ့ဒီတော့ယထာတံမပါသေးဘူးတဲ့ဒုတိယမြောက်ပြန်ဆိုတာကအကျဉ်းနာအိမ်မက်ဆိုတဲ့အောင်ရင်နဲ့ထွက်တဲ့ခွေထဲမှာအဲ့ဒီမှာစပြီးတော့ယထာတံပါတယ်ဗောနော်ပြီးတော့ဒီထွင်းနေရဲ့ Unblock live show ထဲမှာဆိုတယ်တဲ့လေးပြူနေတဲ့နောက်သူ့ရဲ့အမေသို့မဟုတ်ကျွမ်းမမြတ်တာတော့တန်းချင်းဆိုတဲ့ခွေထဲမှာဆိုခဲ့တယ်ဗောနော်အဲ့ဒါတွေအကုန်လုံးကသူကဓာတ်တိအကုန်လုံးပြောသွားတာကျွန်တော်လက်ပြားကောင်ဘယ်လိုပြောမလဲမနာပြောလို့ရှိရင်တော့နည်းနည်းကိုနည်းနည်း proud ဖြစ်တယ်ဗောနော်ငါလိုမျိုးတကယ်ကိုထဲထဲဝင်ဝင်နဲ့လိုက်ပြီးနားထောင်တဲ့လူတချင်းပေါ်မှာတကယ်ကိုစီးမျောတဲ့လူခံစားတဲ့လူခုနှစ်တက်ကလေးကစအဲ့လိုမျိုးပါငါတို့မျက်မြင်ထဲမှာဆိုတာတက်ကွာတခြားအကြောင်းတွေကတော့မပြောလို့ပေါ့နော်ကိုကြီးနိုင်မျက်မြင်အကြောင်းထဲမှာတော့ဒီလိုလူမျိုးတယောက်ဒီလိုကလေးမျိုးတယောက်ရှိပါသေးလားဆိုပြီးတော့ဘယ်လိုပြောမလဲတနည်းအားဖြင့်ပြောရင်တော့ဂုဏ်ယူတယ်ပေါ့နော်ကိုနဲ့တူတယ်လို့ဆိုပြီးတော့ကိုလည်းဘာကောင်မှတော့မဟုတ်ဒါပေမဲ့ကိုလူမျိုးဖြစ်တဲ့အတွက်ပေါ့နော်အဲ့လေးတော့အမှတ်တရရှိပါတယ်ဟုတ်တယ်နော်အဲ့လိုမျိုးကအမှတ်တရတတိတတိုင်တေချာမှတ်သားရဆိုတော့ဒါနေတဲ့လိုက်စားမှုမဟုတ်လေနော်ကျွန်တော်လည်းတချင်းနေနားတော့နေအမှတ်တရရှိတယ်ဆိုအသေးစိတ်ကြအမှတ်တမဲ့နေတာများတယ်လေနော်အဲ့လိုမဖတ်ကြကြတော့အသေးစိတ်အားလုံးရတယ်ဆိုတော့တချင်းပဲပေါ့နော်ဘယ်ကိတ်ကဆိုဒီဘက်တချင်းနေတော့ကျွန်တော်လောက်မသိတော့ပါဘူးဘာလို့ဆိုကျွန်တော်မှတ်မိသလောက်သူဒီအသက်28 29 30ဝန်းကျင်ပေါ့နော်ဒီနာဘက်ကျွန်တော်တို့ ਨੇ ပြောမှဆိုတော့9နှစ်10နှစ်လောက်กว่าတဲ့ကလေးတွေဒီတချင်းတွေကိုသူတို့တွေတကယ်လေးလာလိုက်စားတယ်ဆိုတော့ဘာဖြစ်ဂုံယူတယ်အဲ့လိုမျိုးလေဟုတ်တယ်ဒါတကယ်ဂုံယူဖို့ကောင်းတယ်နော်တကယ်တမ်းဆိုရင်ကျွန်တော်များသောအားဖြင့်တချင်းနာမည်ပဲမှတ်တာလေနော်တချင်းနာမည်တချို့ဆိုတီးတောင်မသိဘူးလေနော်နာမည်မှတ်မိတာများတယ်ဟုတ်တယ်မှန်တော့အဲ့လိုမျိုးကလေးတိုင်းပေါ့နော်ဒီတချင်းတွေဝါသနာပါတဲ့မျက်မြင်တွေအကုန်လုံးတိုင်းအဲ့လိုမျိုးဘယ်လိုပြောမလဲအဲ့လိုမျိုးဖြစ်စေချင်တာအဲ့လိုမျိုးရစေချင်တာပေါ့နော်ဘာလို့ဆိုတော့ဘာရေးကြီးလို့လဲလို့မင်းတော့ဘာမှတော့ရေးမကြည့်ဘူးဒါပေမဲ့ကိုဝါသနာပါတဲ့ပုံမှာဘယ်လောက်ထိဝါသနာပါလဲဘယ်လောက်ထိဒီအလုပ်ပေါ်မှာယူသွတ်လဲဆိုတဲ့ဟာကတော့ဒါမျိုးတွေနဲ့တိုက်တာတယ်လို့တော့ထင်တာပဲလीနော်ဒီပြည်တယ်နဲ့တိုက်တယ်လို့တော့ထင်တာပဲဟုတ်တယ်ဒါတကယ်မှတ်သားစရာပေါ့ဗျာကိုဟိမန်ထက်ကိုလိုက်ပြပါတယ်ဗျအဲ့ပါစမှတ်တရတော့မွေးနေ့မှာပြီးဆွထောင်းပေးရဒါဘယ်လိုလဲဆိုတော့သူ့မွေးနေ့က2ရက်လို့တည်းကျွန်တော်မသိဘူးကျွန်တော်တို့ကအဲ့လိုမျိုးဗတ်ဒေးဆိုရင်ညဘက်7နာရီအတိဆိုရင်ဆွထောင်းပေးနေကြပါသူရောအဲ့လိုပဲအဲ့လိုကိုလည်းအဲ့လိုပဲနေ့တိုင်းလိုအဲ့လိုတယောက်လုပ်ပေးနေကြအဲ့နေ့ကကြတော့ဘယ်လိုဖြစ်လဲဆိုတော့2ရက်လောက်လို့တည်းရဲ့အချိန်မှာပေါ့ပြီးတော့ဗတ်ဒေးဝစ်သွားလို့ပြီးတော့ခွာအိတ်နေပြီအဲ့တော့ဖုန်းဆက်လာတာညဘက်ကြီးဘာဖြစ်တာလဲပေါ့အဲ့လိုဘာလဲအိတ်နေပြီဟာမင်းဘာလို့ထားလဲကျွန်တော်ဘာလို့လဲပေါ့မင်း Facebook မှာပြန်သွားကြည့်အောင်ဆိုတော့ကြည့်လိုက်တော့ဘယ်ဟုတ်မလဲဗတ်ဒေးကသူ့ဗတ်ဒေးမှာဟုတ်တည်းအဲ့လိုမျိုးနော်အမတ်တရားတော့လောလောလတ်ဖြစ်သွားတယ်အမတ်တရားပေါ့နော်နောက်တစ်ခုကသူကခုနကကိုဆိုင်ပြောလို့ပဲထွန်းတဲ့ crazy ဘလောက် crazy ဖြစ်လဲဆိုတော့ကျွန်တော်ထင်တယ်အတိအကျတော့မှတ်မိပါတော့ထွန်းတဲ့က14ဝယ်နဲ့တူတယ်ထွက်တာလေအကုန်လုံး Unblock show နဲ့ဗာနဲ့ပေါင်းလို့ရှိရင်14ဝယ်မှာ तू က 80% လောက်ကို तू အလွတ်ဆွနိုင်တယ်ပေါ့နော် तू အလွတ်ရတယ်ဟုတ်အဲ့လိုကိုပြောလို့ရတယ်ပေါ့နော်ဒါကသူ့ရဲ့ထူးခြားမှုလို့ပြောမှာပေါ့ကြည့် तू ကဒီတိုင်းမနေဘူးဘုံရဲ့အကြောင်းဆိုလို့ရှိရင် Google ဒါမှမဟုတ် Wikipedia တို့ဘာလို့အဲ့အရင်တော့ကွန်ပျူတာတွေနဲ့တို့
ဖုန်းတွေပါတွေက2016လောက်မှစသုံးကြတာဆိုတော့သူတို့က2015လောက်ကလေးကကွန်ပျူတာသုံးနေပြီအဲ့တုန်းကလေးကသူက Google ကြီးမှာရှာဖတ်နေပြီသူစင်ဝင်လာတဲ့အနုပညာရှင်တွေအကြောင်းတွေပါညာသူတို့ဖြင့်သူလေ့လာတာအဲ့ကွန်ခန့်အကြောင်းပဲအသေးစိတ်သူလေ့လာတယ်သူတိတိမရလဲကြောက်ပြတယ်အများတော့ရင်တော့ကျွန်တော်ကတော့နားထောင်တော့မှာပေါ့တော်တော်များများကတော့သူကတော့ပြောပြတာကျွန်တော်မှတ်မိဘူးအဲ့လိုမျိုးလေးအဲ့တော့တော်တော်လေးလေ့လာတယ်သူရဲ့လေ့လာအားတော့ဟောဖြစ်တယ်ပေါ့နော်တော်တော်အမခံပဲအဲ့ဒါလေးလည်းအမတရားဖြစ်တယ်နောက်ပြီးအကြောင်းမှာဆိုရင်ဟိုရုပ်ကန်းနေပါနေမှာဆိုရင်လည်းကိုသိကျင်တာတွေသွားမေးလို့ရှိရင်သူကဘယ်တော့ပဲအလုပ်ရှုံနေပေါ့နော်ပြောပြတယ်အဲ့ဒါလေးတွေကအမတရားဖြစ်တယ်ပါဟုတ်တကယ်စိတ်ရှည်တယ်လို့ပြောရမှာနော်တကယ်စိတ်ရှည် တခုသိချင်တာကကျမဒီနေရာမှာဖြတ်မေးတာတော့မဟုတ်ဘူးပေါ့နော်ဘေးနားမှာကျမတငယ်ချင်းတွေလည်းရှိတယ်တော့ကိုလေးနဲ့လက်ပွန်တတီအဲ့လိုနေခဲ့တဲ့ဒီကိုစင်မင်းထက်တို့ဆိုလည်းဖွင့်နေရကြားရတယ်ပေါ့နော်ဒီကကိုဟင်းမင်းထက်ရှိတယ်ဆိုတော့ကျမတခုမေးချင်တာပေါ့နော်ဒီတချို့တချင်းလေးတွေကျမကြားဘူးတယ်ဒီထားပါတော့ဥမာ smartphone မရှိတဲ့မောင်ပလိုင်းလေးတို့ဘာတော့ဒီအဲ့တချင်းလေးရဲ့ဖန်တီးဖြစ်ပုံလေးတွေကိုကျမနည်းနည်းလောက်သိချင်ပါတယ်လို့ကျမဒါတော့ကြားပြမေးတာပေါ့နော်ဟုတ်တယ်တော့ခေါင်းစဉ်ကအစမ်းလေးတွေဆိုအဲ့ဒါကဟိုပါဒီကျောင်းတွေမှာကဖုန်းတွေသိနေတယ်ဖုန်းတွေသိတော့အဲ့ဒါကိုအဲ့လိုဒီလိုပါပဲကိုကျောင်းသားတွေရဲ့ဟောပါနော်ဟိုလိုမျိုးမကျင်တဲ့ချက်လေးတွေပေါ့နော်အဲ့ဒီဟိုတရောတချင်းပုံစံမျိုးလေးပေါ့အဲ့လိုမျိုးလေးစနာတော့ပြောရင်းဆိုရင်ကနေပြီးတော့အဲ့ဆိုငါတို့ရေးကြမယ်ဟေးဆိုပြီးတော့အဲ့တချင်းလေးဖြစ်လာပါတော့အဲ့ဒါလည်းသူလက်တန်းရေးရတယ်ပဲအဲ့ဟိုဒီမှာကျတော်တော်များကြားဖို့ကြပါလိမ့်မယ်အဲ့ smartphone မရှိတဲ့မောင်ပလိုင်းလေးတော့ပြီးရင်ဟိုဗာလဲblind school ရောက် blind တယောက်တို့ပါလို့နိအဲ့လိုမျိုးတွေပေါ့အဲ့စက်သားကြော်ရင်ငရုတ်သီးတစ်ခုတည်းနဲ့စက်သားနဲ့ရောပြီးတော့ကျန်တာဘာမှအရသာမရှိဘဲနဲ့ကြော်လာရောအဲ့လိုမျိုးလေးတွေကျောင်းတွေရဲ့အထုံးစံပေါ့နော်မှန်ပါတော့ကျောင်းတွေမှာကျတော့ဘတ်ဂျက်အရမကောင်းတဲ့ဟာလေးတွေရှိဟင်းမကောင်းတဲ့လေးတွေရှိရပါတော့အဲ့ဒါလေးတွေကိုအခန့်ကျစိမ့်နဲ့ရေးနဲ့ဖြစ်သွားတာပေါ့နော်ဒီအဲ့ဒါလေးသူ့လက်တန်းရေးတဲ့ဟာပေါ့နော်အဲ့ smartphone မရှိရမပလန်လေးဆိုတာအဲ့တော့လားဆိုလို့ရှိရင်နောက်နှစ်ပုတ်ပေါ့နော်အဲ့ဥက္ကဋ္ဌဆိုတဲ့တခြင်းတစ်ပုတ်နဲ့ဝေလာရဲ့ဟိုညနေမျက်ရည်ကိုစာသားထည့်ထားတာပေါ့နော်ဟုတ်မက်ရတီကိုလည်းပေးချင်ပါဗျဟုတ်ကိုလေးနဲ့ပတ်သက်တာဆိုလို့ရှိရင်အဲ့ဒီ brain စာမှာဆိုလို့ရှိရင်အရင်တော့လူကြီးတွေရေးခဲ့ကြတဲ့မူဟောင်းပေါ့နော်အဲ့မူဟောင်းတခြားသိခဲ့တာသူ့စီကလေ့လာသူကအဲ့လိုမျိုးဆိုစိတ်ရှိရမသိလို့ရှိရင်တလုံးချင်းစီမိတလုံးချင်းစီကိုဖြေတာပေါ့နော်ဟိုအဲ့ဒါတွေကသူ့စီကနေပြီးစာပြောလေ့လာကြသူကဟိုရှေ့မိလာမိဘူးလားဆုံးတယ်ဆိုတော့အဲ့ဒါတွေကတကယ်သူ့စီကအဲ့တညလုံးထိုင်ပြီးသိခဲ့ရတာအမှတ်တရပေါ့နော်ဟုတ်ဆိုတော့အရှိအမေကုန်းလေးနှစ်ခုကိုကျွန်တော်လည်းဖြေကြည့်မယ်ပေါ့နော်ကျွန်တော်ကသူနဲ့တိတာအရင်မချလိုက်ဘူးသူနဲ့ကဒီလိုပဲ line မှာသူ့နာမည်ချဦးတယ်ဆိုတာလောက်ပဲရှိရဲဒါပေမဲ့ကျွန်တော်မှတ်တာမမိုင်းမတာလုပ်တဲ့အဲ့ပွဲတစ်ခုမှာကျွန်တော်တို့ကြောင်မောင်မြင့်ဆိုတာပေါ့နော်သူအင်နာချင်းလိုက်မှာနေခဲ့တာသူနဲ့ထင်လဲအောင်နဲ့ခင်တော့ထင်လဲအောင်ကသူ့လာနှုတ်ဆက်ရင်လည်းအဲ့မှာတစ်ခေါက်အဲ့လိုပဲเนาะမိတ်ဆက်ပြီးရတယ်တွေ့လိုက်တယ်စကားတစ်ခေါက်လောက်ပြောပြီးအဲ့လည်းခဏလေးမိတ်ဆက်ပြီးပြီးသွားခဏလေးပဲဆိုတော့ဒီအနုပညာကော်မတီမှာကန်လန်းတော့ကလည်းသူတို့က talent ရှိလို့အရင်ရှိလို့လူငယ်တယောက်အနေနဲ့ကျွန်တော်တို့စကန်လန်းတယ်ကန်လန်းပြီးတော့လည်းကော်မတီအလုပ်တွေကအရင်မလုပ်ဖြစ်သေးဘူးအဲ့အချိန်မှာလည်းသူကလည်းအဲ့ချမ်းမကြီးမကောင်းတော့အဲ့လိုပဲကော်မတီထဲမှာသူပါနေတာတကယ်တမ်းသူနဲ့ကမရင်းနှီးဖြစ်ဘူးပေါ့နော်အခုဒီအတွင်မူရာသူအပြောင်းလဲဖြစ်သွားတဲ့9လလောက်ပေါ့နော်ဒီသူမဆုံးခင်9လလောက်အတွင်းမှာအဲ့မှာတော့သူနဲ့ကတော်တော်ရင်းနှီးရဘယ်လောက်ရင်းနှီးလဲဆိုရင်အဲ့ဒါဟိုသူ့ကောင်မလေးနဲ့သူနဲ့တော့ရန်ဖြစ်ရလားမသိဘူးပေါ့နော်ကျွန်တော်နဲ့ကတနေ့ကိုဖုန်းမပြောဘူးဆိုရင်3နာရီ2နာရီအမြဲပထမဆုံးစပြီးတော့ဖုန်းအမြဲတမ်းပြောဖြစ်တာအဲ့အခုလာနေတဲ့စိတ်ချင်းစာရွေးနားလေဒီဇလန်းပေါ့နော်အဲ့ဇလန်းဟိုကဗျာကျွန်တော်ကလုံးဝအသေးစိတ်ရေးပြီးရနော် secret တွေအစားA ကဘာပြောမယ် B ကဘာပြောမယ်location ကဘာအဲ့လိုအသေးစိတ်ရေးပြီးရတော့အဲ့ဒါကြီးအတွက်ဆိုရင်ဇလန်းတနေ့ကိုကျွန်တော်2ခန်းလောက်ပဲရေးနေတယ်အဲ့2ခန်းရေးဖို့အတွက်ကတကယ်တမ်းကျွန်တော်နဲ့သူနဲ့အချိန်3နာရီ2နာရီခွဲ3နာရီအပုံမှန်အဲ့လောက်ကတော့ Telegram မှာဖုန်းပြောပြီးတော့သူကစဉ်းစားကိုကစဉ်းစားပြီးရင်ကျွန်တော်ကလိုက်ရေးသူကစာစီပြောဆိုတော့အဲ့မှာသူနဲ့အမှတ်တရကတော့အဲ့ဇလန်လေးပေါ့နော်အဲ့ဇလန်လေးမှာသူနဲ့လုံးဝအချိန်အကြာကြီးအလုပ်စလောက်ရတယ်ဆိုပေမဲ့
तू က तू ရဲ့ဥဆောင်မယ်ဆိုတာမျိုးလည်းမဟုတ် तू နဲ့အတူတူတွဲလုပ်တဲ့ तू respect ပေးရပေါ့နော် and तू ကပဲဥဆောင်တယ် तू ကပဲလုပ်တယ်ဆိုတာမျိုးမဟုတ်ဘူးね and လက်အောင်လှုပ်စဉ်းစားပါအောင်ကကိုကျွန်တော်ကတခါကြရင်तू ရေးပါကျွန်တော်ကရေးပြီးတယ် तू ကစဉ်းစားရတော့ okay तू စဉ်းစားပါစီဆိုပြီးတော့ထားထားပေးနေတော့ဟာအောင်မဟုတ်ငါကြည့်ပဲစဉ်းစားလို့မရဘူး and main idea လေးပါမှာပေါ့ဆိုတာမျိုးနဲ့ပေါ့နော်तू ရဲ့နာမည်ယူမယ်ဆိုတာမျိုးကိုမဖြစ်စေချင်ဘူးပေါ့နော်ဆိုတော့ဘာပြော तू ကတခြားတစ်ယောက်ကိုဆိုရင်respect ပေးတတ်တယ်လေးစားမှုပေးတယ်ပြီးရင်တင်ယူလေးလာခြင်းတယ်ပေါ့နော်သူနဲ့ကျွန်တော်နဲ့ဆိုအသက်ဘယ်လောက်မှမကွာဘူးဆိုတဲ့အချိန်နေထားမှာကျွန်တော်ကိုဆိုရင် तू မတိတာတင်ပွင့်လေပဲတကယ်ရင်ဒါကတော့ဘလို့လဲကွာဒါကတော့ဘလို့ဖြစ်နေပြီလဲဆိုတာမျိုး तू ပွင့်လင်းလင်းမေးတယ်ပေါ့နော်တက်တရွယ်သူမို့လို့ဒီကောင်းဒီကမေးရမှာဘလို့ဖြစ်သွားမလဲမသိဘူးပညာဖြစ်သွားမလဲမသိဘူးဆိုတာမျိုးမဖြစ်ဘူးပေါ့နော်သူနဲ့ကျွန်တော်နဲ့ကိုအကြောင်းဆိုလဲမတူတဲ့အနေထားတွေမှာမဖြစ်ဘူးပေါ့နော်ပွင့်လင်းမဲ့သူဆိုသိချင်တာဆိုလဲမေးတယ်အာမနာဘူးတင်ယူလေးလာခြင်းတွေရှိရပေါ့နော်ဘာပြောအမတ်တရားဆိုရင်တော့အနုပြကုမ္ပဏီမှာအတူလုပ်ခဲ့တဲ့တက်တန်းဒီ9လလောက်တင်မှာဇလန်းကနေစပြီးတော့နော်အခုချိန်ထိအမတ်တရားတွေကရှိခဲ့တယ်ပေါ့နော်နောက်မေးခွန်းလေးကိုတော့ကျွန်တော်ကိုဆိုင်ကိုပဲထပ်မေးလိုက်မယ်ပေါ့နော်ထင်းလျောင်လို့ပြောရင်ထင်းလျောင်ရဲ့ဘဝခံယူချက်ကဘယ်လိုရှိလဲပြီးရင်ထင်းလျောင်ရဲ့လူတွေပေါ်သူ့ရဲ့အားပေးနိုင်တဲ့အခြေအနေစိတ်ခွန်အားပေးနိုင်တဲ့အခြေအနေဘယ်လောက်လူတွေပေါ်မှာလွှမ်းမိုးမှုရှိလဲပေါ့ ချိန်လေးအောင်လို့ပြောလိုက်ရင်တော့သူ့ဘွားခံယူချက်ဆိုရင်တော့ဒါကျွန်တော်ထင်ပါတယ်ဒီကောင်ဒီအနုပညာဟိုမှာတော်တော်ယူသွတ်တဲ့ကလေးတွေမှာပါတယ်နောက်တစ်ခုကမိုဒီပေးတယ်ဆိုရင်တော့ကျင်းတဲ့ချက်ထဲရောက်တော့မယ်ဆိုရင်သူဖောက်ပြီးတော့ပြောပြတတ်တာပေါ့နော်ကြည့်ရတာသူဒီရှေ့ကဟိုညီကိုတွေပြောသွားတယ်ပါပဲသူ့မှာတိတ်ပြီးတော့စိတ်ညစ်လေးတိတ်မရှိဘူးရှိခဲ့ရင်တော့မှသူများသူ့ကိုမရိပ်စားမိအောင်ပေါ့နော်အဲ့လိုနေတတ်တယ်ပေါ့နော်အဲ့လိုမြင်တယ်ခံယူချက်အနေနဲ့ကတော့စောပြောတဲ့အတိုင်းပဲဒီနည်းပညာပေါ်မှာတော်တော်ယူသွတ်တယ်ကျွန်တော်တို့ထက်တောင်မှပို့ပြီးတော့များယူသွတ်မလားမသိဘူးတချင်းရတာလဲကျွန်တော်ထက်တောင်ပိုရသေးတယ်ဆိုတော့ကျွန်တော်ထက်တောင်ပို့ပြီးတော့လိလာလိုက်စားမှုအားကောင်းတယ်တော်တယ်ပေါ့နော်သူတို့အရန်ဟိုဖြစ်တယ် right ဖြစ်တယ်သူတို့ပုံနောက်တွေကလေအဲ့လိုမျိုးအဲ့လောက်ပဲပေါ့ဟုတ်โอเคပါဆိုတော့ကျွန်တော်မအဖလင်ကိုအချိန်လေးပေးပါရဘဝခံယူချက်ဆိုတော့ तू နဲ့အနုပညာနဲ့သူနဲ့ဆိုခွဲလို့မရဘူးပေါ့နော်ဘလို့ခွဲလို့မရလဲဆိုတော့အနုပညာနဲ့ပတ်သက်ရင် तू ကလည်းနောက်ပြီးတော့အားလည်းမနာဘူးအားမနာတယ်လည်းပြောတယ်ကျမဆိုလို့ရှိရင်ဒီကျမဆိုထားတဲ့တခြင်းလေး तू တော်ပြခဲ့ဘူးတယ်တော့ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးမယ်ခင်နေလို့ဆိုပြီးမျက်နှာပြတ်သွားမှဆိုလို့ဆိုပြီးတော့ तू အားနာပြီးတော့ပြောနေတာမရှိဘူးမကောင်းရင်မကောင်းသလိုမကောင်းရင်မကောင်းသလိုထောက်ပြတယ်ပေါ့နော်ဝေဖန်တယ်ထောက်ပြတယ်ဆိုတဲ့နေရာမှာလည်းဟို तू ကဟိုဘယ်လိုပြောရမလဲငါတိတယ်ဒီဘိုင်းနေမှာငါတော်တယ်ငါတက်တယ်ဆိုတဲ့စိတ်နဲ့မဟုတ်ပဲねပေါ့နော်တတိဖချာတစ်ဖက်လူနားဝင်အောင်သေချာရှင်းပြတယ်ပေါ့ဒီ notes တွေဆိုလို့ရှိရင်ဒီကနေဆိုတာမဟုတ်ဘူးဒီလိုလေးဆိုပြီးတော့အဲ့လိုပေါ့စိတ်ရှိလက်ရှိရှင်းပြပေးရပေါ့နော်ဟုတ်ကဲဆိုတော့ကျွန်တော်မရဒီကိုအလဲလေးပေးကြပါညီမမေကပြောမယ်ဆိုလို့ရှိရင်တော့ကိုလေးတစ်ခါတင်ထားဥပါတယ်ပေါ့နော်တစ်ခါမဟုတ်သူ့ရဲ့ဟို Facebook မှာရှိရပေါ့နော်ဒီထွင်တင်ရဲ့တချင်းတန်းတဲ့လူတွေကစာသားလေးတင်ထားဘူးတယ်အဲ့တချင်းတွေကသူတင်ထားတဲ့စာသားလေးရဲ့သူ့ရဲ့အနုပညာခံယူချက်ဖြစ်နေမယ်ပေါ့နော်ဟိုခံယူချက်အားလုံးနေနဲ့ခြုံပြောရလဲအဲ့ဒါလေးဖြစ်နိုင်ပါတယ်လို့မြင်တယ်ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ကိုဟိမင်းတာကိုအချိန်လေးပေးချင်ပါတယ်သူကနောက်ပိုင်းသူပြောနေကြစကားတခုရှိရပေါ့နော်ငါကလည်းတရှင်းဆိုတာလည်းစားလို့ရှိရင်presentation ပိုင်းကိုပို့ပြီးတော့ဟိုဝတ္တနာပါလာတယ်ပေါ့နော်ဥမာဇလန်ရေးတဲ့အပိုင်းနဲ့အဲ့ announcement လုပ်ရတဲ့အပိုင်းနဲ့အဲ့လေးတွေသူသဘောကျလာတယ်ပေါ့နော်ဒါပေမဲ့ရှင်းဆိုတာဝတ္တနာပါဘူးလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်ဘာသာလို့ပါတယ်ဒါပေမဲ့ခုနောက်ပိုင်းသူ့ရဲ့စိတ်ခံစားချက်အနေနဲ့ပြောရင်အဲ့ဇလန်ရေးရလိုမျိုးဒီ Oreo mission ဒီဘယ်လိုပြောမလဲmission လို့တာလိုမျိုးနော်ပေါ့နော်အဲ့ဒီဘက်ကို तू ပို့ပြီးတော့ခုနကပြော तू ဆရာထက်တယ်မပို့ရှိအဲ့လိုပြောရမှာပေါ့ပြီးတော့ကျောင်းမှာဆိုလို့ရှိရင် तू အမြဲတမ်းပြောရပါတော့ तू တကယ်တော့နုပညာသင်ဝင်နေတယ် line နဲ့အနုပညာသမားတယောက်တကယ်တော့နုပညာသင်မှရှိရဲဆိုတာမျိုးဖြစ်ရှင်နေတယ် तू အဲ့လိုအမြဲပြောရပါတော့ကျောင်းမှာတော့ကတည်းက तू motivate ရတဲ့ပတ်သက်လို့ကတော့ဘယ်လိုပြောမလဲ तू က
ဥမာပြဿနာတစ်ခုကိုဆိုရင်တခြားလူကိုစင်ញင်နေရပါညာဆိုရင်သူစင်ញင်ကြပါတယ်ဒါတခြားနားထောင်တယ်နားထောင်ပြီးတော့ထောက်ပြတာလေးရှိမယ်သူနှိမ့်သိပြရရှိမှာပေါ့နော်အဲ့ဒါလေးကိုသူကလုံးဝတစ်ချက်ချင်းအဲ့လိုမျိုးပေါ့နော်သူအဲ့လိုထောက်ပြတတ်တယ်ပြောတတ်တယ်ပေါ့နော်ဘာကြောင့်ဖြစ်ရတယ်ဆိုတော့ပြဿနာဘာကြောင့်ဒီကြောင့်ရင်းဒီလိုဖြစ်ရတယ်ပေါ့နော်အဲ့လိုမျိုးတွေကအစသူကအဲ့လိုတစ်ချက်ချင်းထောက်ပြပြီးတော့မှကိုကဘယ်လိုလုပ်တင်တယ်ဘယ်လိုဟိုဖြစ်တင်တယ်ဘယ်လိုဖြည့်ရှင်းတင်တယ်ဆိုတာကြီးဟိုပြန်ပြီးတော့အကြံပေးရတဲ့အထိပေါ့နော်သူကအဲ့လိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်အမ Alice ဘက်ကိုအချိန်လေးပေးပါရစေဟုတ်ကဲ့ပါသူရဲ့ဘွားခင်ယူချက်လို့ပြောမယ်ဆိုရင်တော့ तू ကသူ့မှာရှိတဲ့အရာကိုသူများကိုအကောင်းဆုံးပေးခြင်းနဲ့ပေါ့ဘာပဲရှိရှိပေါ့ဥပမာပြောမယ်ဆိုသူဝါသနာပါတဲ့ဒီအမှုပညာဆိုတာလဲသူများကိုစိတ်ပန်းဖြေအောင်ဖြောဖြေပေးရတယ်ပေးဆက်ခြင်းတစ်မျိုးပဲပေါ့နော်သူဘွားခင်ယူချက်ကတော့အဲ့လိုမျိုးပါပဲသူရယူလိုက်မယ်သူအဆင်ပြေဖို့စီးပွားရေးကောင်းဖို့သူအဲ့လိုမျိုးတွေမစင်စားဘူးအမြဲတမ်းသူပြောရင်ဘာပြောငါအမှုပညာရှင်ပဲဖြစ်ချင်တာပေါ့ဒီအမှုပညာရှင်ဆိုဘာပဲဖြစ်ပေါ့နော်ဒီ entertainment ဘိုင်းပေါ့ audio ပညာမှာပဲဖြစ်ဖြစ်ဒီ presenter လုပ်တဲ့ဘိုင်းမှာဖြစ်ဖြစ်ဂီတဘိုင်းမှာဖြစ်ဖြစ် तू ကသူများကိုပဲ तू ကအဲ့လိုဖြောဖြေပေးချင်တယ်ပေါ့သူများကိုပဲပေးဆက်ချင်တဲ့သဘောမှရှိရပေါ့နော်သူရဲ့ခံယူချက်ကတော့အဲ့လိုမြင်ပါတယ်နောက်တစ်ခုကတော့ multimedia နဲ့ပတ်သက်ရင်တော့ညီမဘွားမှာတော့အမှန်တမ်းပြောရင်သူ့ကြောင့်ပဲညီမတန်မာခဲ့ရလို့ဆိုလို့ရပါတော့ဘာလို့လဲဆိုတော့အရင်တော့ဆိုညီမဒီကျောင်းကနေထွက်ပြီးအိမ်ပြန်လာတဲ့အချိန်မှာဆိုညီမမှာပါရွယ်ချက်မှပါပန်းနိုင်မှမရှိဘူးပေါ့နော်ပြီးတော့ကိုအဲ့လိုမျိုးအတန်းပညာရေးလည်းမပြီးဆုံးခဲ့ရောအဲ့လိုမျိုးဆိုပြီးတော့စိတ်တက်ကြအဲ့လိုမျိုးအားရငယ်ခဲ့တယ်ပေါ့နော်အဲ့ချိန်မှာဆိုရင်ဒီအင်္ဂလိပ်စာ class တွေပါတော့မှမ join ဖြစ်သေးဘူးနော်အဲ့ချိန်မှာလဲသူနဲ့စတွေ့တော့သူကအဲ့ချိန်မှာခင်မင်နေပေါ့နော်ခင်ပြီးတော့သူကတေချာလေးပြောပြတယ်အမှန်တမ်းပြောရင်ကိုဘွားအခုလိုမျိုးဒီလိုမျိုးလူတွေရှိမှရဲတင်းစွာစကားပြောနိုင်တာ public speaking အတွေ့အကြုံရှိလာတယ်သူ့ကြောင့်လို့ပြောလို့ရတယ်ပေါ့နော်တချို့လူတွေဆိုဘယ်လောက်ရှိအောင်မပြောလဲဆိုတော့နော်တခါလေညီမစကားပြောရင်သူ့အာဘော်တွေပါတယ်ပေါ့နော်သူ့စကားလုံးတွေပါတယ်ဆိုတော့အဲ့လိုမျိုးထီအောင်မှာသူကညီမလေးပေါ်မှာ influence ရှိရပေါ့နော်ဟုတ်မမှုအဲ့လောက်ထိကိုရှိခဲ့ပါတယ်လို့သူနဲ့ပတ်သက်လို့ပါပေါ့နော်အဲ့ကြောင့်မို့အခုချိန်นี้သူနဲ့ပတ်သက်တဲ့အကြောင်းအရာဆိုရင်ပေါ့နော်ရှောင်လွှဲလို့မရဘူးပေါ့နော်ဘာလို့ဆိုဒီအရာတွေညီမလှုပ်ရှားသွားလာနေတဲ့ဒီအတိုင်းဝန်းပတ်ဝန်းကျင်မှာအမြဲတမ်းသူနဲ့သူလှုပ်ခဲ့တဲ့အရာတွေသူ့ရဲ့အရေးတွေထင်ဟပ်နေရပါတော့အဲ့လိုမျိုးတွေရှိရပါတော့အားကြောင့်မလို့သူနဲ့ပတ်သက်လို့ကတော့အမြဲတမ်းအမတ်ရနေမှာပါပေါ့နော်ပြီးတော့အများကြီးပဲအမတ်တရားတွေလည်းရှိပါရဲ့လို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်ကတော့သူနဲ့ဒီပေါင်းပြခဲ့တဲ့လင်္ကာနာနောက်အတွင်းမှာပေါ့နော်သူရဲ့ဘဝခံယူချက်လို့ပြောရင်ကျွန်တော်ကဘာအောင်မြင်လဲဆိုတော့ခဏမှ Evelyn လည်းပြောရပေါ့နော်အာမနာတက်ဟုတ်တယ် तू ကအမှန်တရားအတွက်ဆိုရင် तू ဘယ်ရှူတောင်းကနေပြောရမလဲဘယ်လိုချပြအောင်လဲဒါကိုအာမနာတက်ဦးပေါ့ဒါကိုဘယ်မှာကျွန်တော်သိလဲဆိုတော့သူနဲ့အလုပ်စလုပ်တဲ့အချိန်မှာဒီစိတ်ချင်းနဲ့စာရေးနားလေစီဆိုတဲ့ဒီဇလန်းရဲ့ကြော်ရိုးပေါ့နော်ကြော်ရိုးကိုကျွန်တော်တို့နှစ်ယောက်စဉ်းစားကြတဲ့အချိန်မှာဒီဇလန်းကဗျာပုံမှန်ဆိုရင်ဒီလိုအသိပညာပေးဇလန်းတွေရေးကြတဲ့အချိန်မှာဘာပြောနှစ်ပိုင်းပေါ့နော်ဒီဘယ်လိုပြောမလဲမျက်စိမြင်တဲ့သူတွေတာမန်သူတွေကမျက်မြင်တွေကိုဘယ်လိုမြင်လဲအဲ့လိုအပိုင်းတွေကိုပူရေးတယ်ပေါ့သူကကျတော့အဲ့အပိုင်းကိုလည်းရေးချင်တယ်လို့နောက်တစ်ပိုင်းကကျတော့သူကဘာလဲဆိုတော့မျက်မြင်တွေကိုယ်တိုင်တည်းမှာကိုပဲဒီမျက်မြင်အသင်းပေါ်မှာမြင်နေတဲ့အမြင်တွေပေါ့နော်လွဲမှားနေတဲ့အမြင်တွေကိုလည်းသူကထောက်ပြချင်တာပေါ့နော်ဆိုတော့တောင်တန်လူဆိုရင်ဒါမျိုးသူလောက်ဖို့တိတ်မစင်စားကြဘူးဗျာသိရမလားကိုယ်ကိုဝိုင်းပြီးတော့ပို့ပြီးတော့အမုန်းခံရမှာဆိုတာမျိုးကိုစဉ်းစားကြအောင်ပေါ့သူကတော့မဟုတ်မျက်မြင်တွေကိုယ်တိုင်ထဲမှာလည်းဒီအသင်းပေါ်မှာဒီလိုမျိုးတွေမြင်နေတဲ့ဒါအောင်ငါတို့တွေကအနည်းပညာနဲ့ဒါတွေကမဟုတ်ဘူးဆိုတော့ပြရမယ်ဆိုတော့
ပုံစံမျိုးပေါ့နော်သူ့ကိုဘယ်သူဝိုင်းဆဲကြမှာတွေဝိုင်းမုန်းကြမှာတွေတစ်မျိုးမြင်မှာတွေသူဘာမှသိမစင်စားဘူးနော်အမှန်တရားအတွက်ဆိုရင်သူလှုပ်ရှားရှိအောင်လှုပ်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကတော့မြင်တယ်ပေါ့နော်ပြီးရင်ဘာပြောသူနဲ့ကျွန်တော်နဲ့ဆိုရင်6လပိုင်း9လပိုင်းအဲ့ပတ်ချာလေးမှာနေပြီးတော့မှသူနဲ့ကျွန်တော်2ခေါက်လောက်ပေါ့နော်ပထမတစ်ခေါက်ကလည်းတစ်ပတ်3 4 5ရက်လောက်ဒုတိယတစ်ခေါက်လည်းတစ်ပတ်လောက်တော်တော်နေဖြစ်လိုက်တယ်ပေါ့နော်အဲ့လိုဘသူ့ကိုပဲဖြစ်ဖြစ်ပေါ့နော်သူကအဲ့လိုနှစ်သိမ့်ပေးဖို့လမ်းပြပေးဖို့ဆိုရင်သူဝင်မလေးဘူးပေါ့နော်သူတိတလောက်တက်တလောက်နဲ့သူရအောင်ပြောပြပေးတယ်နှစ်သိမ့်ပေးရဲဆိုတာမျိုးတွေ့ရတယ်ပေါ့နော်